Manchester City ဟာဒီတစ်ပတ်ချန်ပီယံလိမှာလီဗာပူးအသင်းကို ETH မှာဧကန်ကစားခဲ့ရပါတယ်။လီဗာပူးကတရားဒီမှာချန်ပီယံလိနိုင်ပွဲတစ်ပွဲပဲရှိနေသေးတဲ့အသင်းမှာဒါကြောင့်လဲ Guardiola ကအရင်နဲ့ပဲကံဖို့ကြိုးစားခဲ့ပြီးပြိုင်ဘက်ကိုရှော့တွက်မိတဲ့ရလဒ်ကတော့2ဂိုးကိုမရှိနဲ့ရှုံးနိမ့်ခဲ့ရတာပါပဲ။ City ကပွဲထွက်လူစည်းမှာ Donnarumma အာလိန်ဟာလန်ကနေစလို့ Phil Foden နဲ့ Ruben Dias အထိကစားသမား10နေရာထိအပြောင်းလဲလုပ်ထားပြီးဒီကစားသမားအားလုံးကိုရန်ကုန်ပို့ထားခဲ့ပါတယ်။ City ကနောက်ပွဲလဲပွဲချက်မဟုတ်ဘဲဘာကြောင့်အရန်တွေနဲ့ပွဲထွက်လာတယ်လဲဆိုတာကိုမသိရပါဘူး။ဒီပွဲဟာဂွိုင်ယိုလာရဲ့ပွဲ100မြောက်ချန်ပီယံလိပွဲဆိုပေမဲ့လည်းသူ့ရဲ့ဆွမ်းစားလုံးနဲ့ဆုံးဖြတ်ချက်ကြောင့်မျက်နှာမရဖြစ်ခဲ့ရပါတယ်။စီတီကချန်ပီယံလိတက်ကာရာဘောင်းဖလားကစားတဲ့ပုံစံဖြစ်နေခဲ့ပြီးလီဗာပူးကဒီအခွင့်အရေးကိုအပြည့်အဝယူသွားခဲ့ပါတယ်။လီဗာပူးကပထမပိုင်းမှာအလက်ဂျန်ဒိုဂရင်မက်ဒိုရဲ့သွင်းကိုနဲ့စီတီကိုဦးဆောင်နိုင်ခဲ့သလိုဒုတိယပိုင်းမှာနေသန်အာဂီတလွဲလောက်ရာကနေပက်ထရစ်ရှက်ရဲ့ခေါင်းတိုက်ကိုနဲ့နောက်ထပ်အသွင်းကိုရရှိခဲ့ပါတယ်။ဂွိုင်ယိုလာကဒုတိယပိုင်းကျမှအဓိကတိုက်စစ်ကစားသမားတွေကိုထဲဖို့ကြိုးစားခဲ့ပေမဲ့အခါနှောင်းသွားခဲ့ပါပြီ။ဝင်လာတဲ့ကစားသမားတွေတဲ့ဒုတိယပိုင်းစကတည်းကပါဝင်လာခဲ့တဲ့ဂျယ်ရမီဒိုကူနဲ့ဖေးဖိုနန်တို့ကတက်ရောက်မှုအားနည်းခဲ့ကြပါတယ်။စရုပ်ကြီးဟာလန်ကတော့ပြိုင်ဘက်ကိုပုံမဖိအားပေးနေပြီးအခွင့်အရေးတချို့လည်းရရှိခဲ့ပါတယ်။ဒါပေမဲ့ဟာလန်ရဲ့အပိုင်အခွင့်အရေးနှစ်ခုကိုဖြုံးနှိမ့်မိလိုက်တာကစီတီကိုအဆုံးသက်သွားစေခဲ့ပြီး ETH မှာလည်း2ဂိုးကိုမရှိနဲ့ရှုံးနိမ့်သွားစေခဲ့ပါတယ်။စီတီကအဆင့်6နေရာမှာရှိနေသေးတယ်ဆိုပေမဲ့လက်ချက်3ဘက်ကိုနိုင်ကန်နိုင်မှုအရေးကြီးသွားပါတယ်။စီတီကဒီအဖြစ်အပျက်ကိုသင်ခန်းစာယူပြီးလာမယ့်ပိတ်ရက်လီယူနိုက်တက်နဲ့ပွဲကိုနိုင်ယူရင်းလမ်းကြောင်းမှန်မှုကိုပြန်တက်ဖို့ရည်ကြီးပါတယ်။မန်စီးတီးအသင်းရှုံးနေချိန်မှာပဲတစ်ဖက်ကဘာစီလိုနာအသင်းကတော့ချယ်ဆီနဲ့တွေ့ချိန်မှာအဆွဲချိုးခံလိုက်ရပါတယ်။နိုင်တာရှုံးတာထက်2024ဒီဇင်ဘာကတည်းကစတင်ခဲ့တဲ့ပွဲဆက်ဂိုးသွင်းမှုကရပ်တန့်သွားခဲ့တာကပိုဆိုးပါတယ်။ဘာစီလိုနာအသင်းဟာ2024ဒီဇင်ဘာကနေအခုဆိုရင်တစ်နှစ်နီးပါးအတွင်းမှာ54ပွဲမှာဇက်တိုက်ဂိုးသွင်းထားနိုင်ခဲ့တာပါ။အခုတည်းချယ်ဆီနဲ့တွေ့တော့မှပဲနီကတ်တွေထိအုံးဂိုးတွေပေးရပြီးတော့3ဂိုးပြတ်ရှုံးနိမ့်ကချီပါဂိုးတော်ပြန်မရနိုင်တဲ့အခြေအနေတိကိုဖြစ်သွားခဲ့ရပါတယ်။ပနမာပိုင်း28မိနစ်မှာညာချမ်းကကူကူရဲလာဖြတ်ချိုးပြီးတဲ့ဘောလုံးကိုနက်တိုပိတ်သွင်းရမှာကွန်တင်နဲ့ထိပြီးတော့ဂိုးဝင်သွားခဲ့လို့ချယ်ဆီကဥဆောင်ကိုရရှိခဲ့တာပါ။ပထမပိုင်းပြီးကနေမှာတော့ကူကူရဲလာကိုကစားပုံကြမ်းခဲ့လို့အာရူဂျိုနှစ်ဝါတနီနဲ့ထုတ်ပယ်ခံနိုင်ရလို့ဘာစီလိုနာအတွက်မိုးမောင်ကျသွားခဲ့ရတာပါ54မိနစ်မှာတော့ညာချမ်းကနေ ST Power တကူတော့ဖောက်ဝင်ပြီးတော့သွင်းပြခဲ့တဲ့လန်ဆာကိုကြောင့်ဘာစီလိုနာပြန်လာဖို့ခက်ခဲသွားခဲ့ရပါတယ်83မိနစ်မှာတော့လူစားဝင်လာတဲ့လီယန်ဒီလက်ကပွဲသိမ်းဂိုးကိုသွင်းယူပေးသွားခဲ့တာပါဘာစီလိုနာအသင်းရဲ့ဘက်မှာအဓိကကစားသမားအစုံလင်ပါဝင်ခဲ့ပေမဲ့အနီကတ်ကအတော်လေးကိုဒုက္ခပေးသွားခဲ့တာပါဒုတိယပိုင်းမှာလည်းရာဖီညာမာကာရက်ဖိုတိုပါဝင်ခဲ့ပေမဲ့ချီပါကိုမရနိုင်ပဲဂိုးပြတ်ရှုံးနဲ့ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်ဘာစီလိုနာအသင်းကအင်္ဂလန်ကလပ်တွေနဲ့ချန်ပီယံလိပြိုင်ပွဲမှာအင်္ဂလန်မှာလာရောက်ရှင်ပြိုင်ရတဲ့ပွဲတွေမှာ10ပွဲကစားခဲ့ရမှာ3ပွဲရှုံးနိမ့်ခဲ့ရပါတယ်။ပထမဆုံးပွဲကတော့ဘာစီလိုနာအသင်းက2016နိုဝင်ဘာလတုန်းကဘက်ခွာယိုလာရဲ့မန်စီးတီးကို3ဂိုးတကူနဲ့ရှုံးနိမ့်ခဲ့ပူပါတယ်။ရာကန်ကလော့ရဲ့လီဗာပူးအသင်းကို2019မေလတုန်းက4ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပူပြီးတော့အခုနောက်ဆုံးကစားခဲ့တဲ့ချက်ဆီနဲ့ပွဲစဉ်မှာ3ဂိုးပြတ်နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။